ဒီအခန်းမှာသင်ရမယ့်တရားလေးက는데요 은데요 ပေါ့နော်ဒါလေးကစာကြောင်းအစုံမှာအသုံးပြုတယ်နော်ဒီ grammar လေးကိုလည်းကြည့်ပြီးသားလို့ယူဆတယ်နော်ဒီ grammar ကိုကြည့်ပြီးတော့မှဒီဟာလေးဖြေမယ်ပေါ့နော်အဲ့တော့ action verb နဲ့ဆိုရင်는데요 quality verb ဆိုရင်တော့우나데요ပေါ့နော်အဲ့တော့နောက်ချွင်းချက်အနေနဲ့က ita opta ဆိုလို့ရှိရင် 는데요 နဲ့ပဲကတ်ရမယ်နော်는နဲ့ပဲကတ်ရပါမယ်အဲ့တော့ action verb မှန်သမျှ는အနေနဲ့ပဲကတ်ရမယ်ချွင်းချက်အနေနဲ့ ita opta ကလည်း는နဲ့ပဲကတ်ရမယ်verb 2ပေါ့နော် verb 2ဆိုလို့ရှိရင်လည်း는နဲ့ပဲအသုံးပြုရပါမယ်နော် quality verb ကသာ은သုံးရမယ်အဲ့ပြီးတော့ဒီaction verb တွေပေါ့နော်တချို့သော action verb တွေက matta လို့ပေါ့နော် golida လို့နော်အဲ့လိုမျိုးဟာတွေကလည်း quality verb မဟုတ်ဘဲနဲ့အဲ့ဒါတွေကလည်း action verb အုပ်စုထဲမှာပါပါတယ်နော်အဲ့ဒါလေးတွေကလည်းမှတ်ထားမှာပေါ့နော် 밖에 나갑시다အပြင်ကိုထွက်ကြစို့날씨가 춥다ပေါ့နော်날씨가 춥다고 는데요 은나데요လေးပြောင်းပြရအဲ့တော့ 춥다 a ဒီရော quality verb ဖြစ်တဲ့အတွက်은나데요ကိုသုံးပြရမယ်날씨가 추운데요အဲ့တော့ 춥다 နော် 춥다 ဆိုတော့ဒီမှာB နဲ့တွေ့တဲ့အခါမှာဘာကနေ U ကိုပြောင်းသွားတယ် U ကိုပြောင်းသွားတဲ့အတွက်나데요နဲ့ကပ်ပြရနော် 추운데요 내일 만날까요? 만나면တွေ့မလား 약속이 있다. တော့있다 없다 ဆိုရင် 는데요 လေးသုံးပြမယ်နော်နောက်တစ်ခုက식당에 갑시다. 사다우사이고 도와자수 밥을 먹었다.ထမင်းကို စားပြီးသွားပြီverb 2ဆိုလို့ရှိရင်လည်း 는데요 ပဲသုံးရမယ် 쇼핑하러 갑시다. 쇼핑 ထွက်ကြစု 돈이 없다. ပတ်စံမရှိဘူး 사전 좀 빌려주세요. 비단 카나라가 봐. 사전이 없다. 비단 미시고.